အာဖရိကတိုက်ရဲ့ဖွံ့ဖြိုးမှုအရေးနောက်ကျနေရခြင်းအကြောင်းရင်းများအာဖရိကတိုက်လို့ကြားလိုက်တာနဲ့အစာရေစာရှားပါရဲဆိုတဲ့စကားလုံးကနောက်ကနေတပါးတည်းလိုက်လာခဲ့ပါတယ်။ဘာကြောင့်အာဖရိကတိုက်ဟာဒီလောက်ထိတောင်စိုးစိုးရွားရွားအစာရေစာခေါင်းမနေရတာလဲ။ဒီအကြောင်းအရာလေးကိုဒီဗီဒီယိုလေးထဲမှာပြည့်ပြည့်စုံစုံပြပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ကြရအောင်ရှင်။နံပါတ်1ကိုလိုနီပြုခံရခြင်းအာဖရိကတိုက်ထဲကနိုင်ငံတွေဟာရခိုင်ပြင်သစ်နဲ့စပိန်ကိုလိုနီနယ်တွေကနေတဆင့်လွတ်လပ်ရေးရခဲ့ပြီးရဲ့နောက်မှာအချုပ်အခြာအာဏာပိုင်နိုင်ငံတွေဖြစ်လာခဲ့တာပါ။ဒါကြောင့်မလို့အာဖရိကတိုက်သားရဲ့တက်တဲ့အများစုဟာဆိုလို့ရှိရင်တော့ကိုလိုနီလက်အောက်မှာအချိန်တွေပိုများနေတာဖြစ်တဲ့အတွက်ကြောင့်လွတ်လပ်ရေးရပြီးရဲ့နောက်မှာဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက်အခက်အခဲများစွာရှိနေခဲ့ပါတယ်။တက်တဲ့အများစုမှာကိုလိုနီပြုခံခဲ့ရပြီးတော့ရုတ်တရက်အုပ်ချုပ်သူလူဒန်းသားဖြစ်သွားတဲ့အချိန်မှာဘယ်ကနေစလို့စရမယ်မသိရကနေအခုအချိန်ထိကိုနိုင်ငံအများစုဟာနောက်ကျကျန်ခဲ့ရတာပါ။နေသားကြနေတဲ့တကိုယ်တဲ့ဘဝတဲမှာတော့ခဏအလဲလာတဲ့သူမကြောင့်ရောက်ရက်ခတ်နေသေးတာဆိုတော့ဒီအချက်ကတော့အထူးဆန်းမဟုတ်နေပါဘူး။နံပါတ်2အာဏာရှင်နိုင်ငံအရှိမပြောခဲ့သလိုပဲကိုလိုနီလက်အောက်ကနေလွတ်မြောက်ချိန်မှာအများစုတည်ထားကြတာဟာအုပ်ချုပ်တဲ့အခါတဦးတည်းဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုတည်းရပဲအုပ်ချုပ်ရမယ်ဆိုတဲ့အသည့်ကအမြဲဆွဲနေတာပါဒီအချက်ကပဲအာဖရိကတိုက်ရဲ့နိုင်ငံအများစုဟာအာဏာရှင်နိုင်ငံဒါမှမဟုတ်စစ်တပ်ကအုပ်ချုပ်တဲ့နိုင်ငံတွေဆိုပြီးဖြစ်နေတာပါဒီတော့ဖွံ့ဖြိုးဖို့တဲ့အစာရေစာလောက်ငေါအောင်မနှဲစူးစမ်းနေကြီးကနေအခုချိန်ထိအာဖရိကတိုက်မှာရှိနေတဲ့နိုင်ငံအများစုဟာဒုံရင်တိုင်းပဲဖြစ်နေကြတာပါပဲတကယ်တမ်းကစားဝတ်နေရေးလောက်ဘာမှအရေးမကြီးပါဘူးရှင်နံပါတ်3မြေနေရအနေထားများအာဖရိကတိုက်ရဲ့၄ပုံတစ်ပုံဟာလူနေမရတဲ့တက်တော်ကြီးတွေဖြစ်ပြီးတော့နောက်ထပ်၄ပုံတစ်ပုံဟာရန်နာရတွေဖြစ်ပါတယ်။တိုက်တစ်ခုလုံးမှာ၄ပုံတစ်ပုံဟာပဲအပူပိုင်းမိုးတက်တော်တွေရှိတာမို့လို့အဲ့ဒီနေရာမှာပဲနေထိုင်စိုက်ပျိုးရပါတယ်။အာဖရိကတိုက်ဟာတန်ရာဇာတပေါ်များရဲ့ဆိုပေမဲ့လည်းဒီတန်ရာဇာတတွေကိုဒီမြေပေါ်ကလူတွေကအပြည့်အဝသုံးစွဲခွင့်မရကြပါဘူး။ပြင်သစ်နဲ့အမေရိကန်တို့လိုအင်အားကြီးနိုင်ငံတွေကအာပါတရထုတ်ယူသုံးစွဲပြီးတော့ကျန်တဲ့အကျွင်းကြံလေးတွေကလောင်းငါယုံသုံးဆွဲနေရတာပါကိုစိုက်ပြိုးထားတဲ့ပန်းလေးအခြားသူလက်ထဲမှာတောက်ပနေရတာကိုရင်နာနာနဲ့ကြည်နေရသလိုပါပဲ No God please no 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 နံပါတ်4ပညာရေးနှိပ်ပါမှုအာဖရိကတိုက်ရဲ့နိုင်ငံအများစုမှာစာသင်ကျောင်းတွေလုံလောက်စွာအခုချိန်ကြီးမရှိသေးပါဘူးငယ်စဉ်ကတည်းကစာသင်ဖို့အတွက်ဝမ်းဝါဖို့ကိုရုန်းကန်နေရတဲ့ဒီကလေးငယ်တွေကစာမသင်ရတာကိုဝမ်းနဲ့စရာလို့မသတ်မှတ်ပဲဒီနေ့ထမင်းအိုးတဲ့ဆန်မရှိတာကမှဝမ်းနဲ့စရာလို့သတ်မှတ်ထားကြတာပါပဲဒါဟာအာဖရိကတိုက်မှာဒီမဟုတ်ပဲနဲ့ကျမတို့ရဲ့မြန်မာနိုင်ငံမှာလည်းဒီလိုအဖြစ်မျိုးတွေကြုံတွေ့နေရပါပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်